ပထမဦးဆုံးသတင်းတစ်ပုဒ်နေနေရတော့ကမ္ဘာဖလားပြိုင်ပွဲဝင်မဲ့ပေါ်တူဂီလက်ရေးစစ်အသင်းဟာပြီးခဲ့တဲ့2025ခုနှစ်ကကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့သူတို့အသင်းရဲ့တိုက်စစ်မှုဟောင်းဂျိုတာအတွက်ဂုဏ်ပြုလက်ပတ်လေးတွေဝတ်ဆင်ပြီးတော့ရှင်မြန်ကောင်းတယ်လို့အတည်ပြုပြောကြားခဲ့ပါတယ်ခင်ဗျာဒီလက်ပတ်လေးတွေကိုပေါ်တူဂီဝင်းချုပ်ကိုယ်တိုင်ကပြည့်ရထားတာဖြစ်ပြီးတော့ဒီလက်ပတ်တစ်ခုချင်းစီမှာကမ္ဘာသမားတယောက်ချင်းပြည့်ရဲ့နာမည်ပြည့်ကိုဒီကွယ်လွန်သွားပြီဖြစ်တဲ့ဂျိုတာရဲ့နာမည်ပါထည့်သွင်းရေးထားကြောင်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်နေနေရတော့ CDA ကလပ်ဂျူဗင်တယ်အသင်းဟာအမတ်ရသည့်အတွက်ချန်ပီယံလိဝင်ခွင့်ရောယူရိုပါလိဝင်ခွင့်ရောဒီဥရောပဝင်ခွင့်တွေတစ်ခုမှများခဲ့တဲ့အတွက်အသင်းကိုမြေနယ်ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်နေပြီဖြစ်တယ်ခင်ဗျာလက်ရှိမှာဝိုင်းရင်နီးပြစပယ်လတီကိုနီးပြအသစ်ဖြစ်ခန့်ထားပြီးတော့သူတို့အသင်းရဲ့အားမရတဲ့ဂိုးသမားနေရာအတွက်ကိုအက်ဖလွန်ဗီလာအသင်းရဲ့အာဂျင်တီးနားဝိုင်းရင်ဂိုးသမားမာတီနက်ကိုခေါ်ယူဖို့အတွက်ပုံကိုရဲ့သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်းသိရတယ်ခင်ဗျာဒါပေမဲ့လည်းအက်ဖလွန်ဗီလာအသင်းနဲ့ပြောင်းရွှေ့ခြင်းညှိနေပြီးတော့အက်ဖလွန်ဗီလာအသင်းတောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းကသူတို့တက်နိုင်တဲ့ပြောင်းရွှေ့ခြင်းထက်များပြားနေတာကိုလည်းသိရတယ်ခင်ဗျာဒီလိုအချက်ကိုကြည့်ခြင်းအပြင်လည်း CDA ကလပ်တွေရဲ့ဗန်နာကြီးမတောင့်တင်းမှုကိုလည်းမြင်တွေ့နေရကြောင်းလည်းသိရတယ်ခင်ဗျာဒါအပြင်ဂျူဗင်တယ်အသင်းကဒီအာဆင်နယ်အသင်းရဲ့တိုက်စစ်မှုဂါဘရီယယ်ဂျီဖုကိုလည်းခေါ်ယူခြင်းနေကြောင်းလည်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဥက္ကဋ္ဌရွေးကောက်ပွဲမှာအနိုင်ရှိခဲ့တဲ့ဖလော်ရီဒိုပီရက်ကရီယယ်အသင်းကိုကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပြီးတော့နီးပြ special one မိုးရင်ကိုပြန်လည်ခန့်ပြီးနောက်မှာတော့ကမ္ဘာသမားခုံမှုတွေကိုမြန်မြန်လှုပ်ဆောင်နေရခုနောက်ဆုံးမှာတော့အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့မက်ဆီဒီအသင်းတွေထွက်ခွာလာခဲ့တဲ့ပေါ်တူဂီလက်ရေးကွင်းလယ်လူဘန်နက်ဒိုဖီဘာကို3နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်းသိရတယ်ခင်ဗျာဘန်နက်ဒိုဖီဘာအစပိုင်းတုန်းကဘာစီလိုနာအက်တလက်တီကိုအသင်းတို့နဲ့ဆွေးနွေးနေပြီးတော့သူကိုယ်တိုင်ကလည်းကမ္ဘာဖလားပြီးမှသူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်မယ်လို့ပြောကြားထားသည့်တိုင်အောင်အခုချိန်မှာတော့ရီယယ်အသင်းကိုချက်ချင်းဆိုသလိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်တယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဝက်ဟန်အသင်းရဲ့အသက်22နှစ်အရွယ်သာရှိသေးတဲ့ပေါ်တူဂီကွင်းလယ်တိုက်စစ်မှုမာတီယက်ဘာနာတက်ကရီယယ်မက်ဒရစ်အသင်းကလည်းသူ့အလိုရှိနေသည့်တိုင်အောင်သူ့အနေနဲ့ပုံမှန်ပွဲတော်ခဲ့နေရာအတွက်ကျင်းနေမဲ့မန်ယူအသင်းကိုပို့ပြီးတော့ပြောင်းကျင်နေကြောင်းသိရတယ်ခင်ဗျာဒါပေမဲ့လည်းဝက်ဟန်အသင်းတောင်းဆိုတဲ့တောင်းဖြေကြီးကပေါင်တန်း80အနည်းဆုံးဖြစ်နေတဲ့အတွက်ရီယယ်တက်ကောမန်ယူတက်ကောခက်ခဲဖြစ်နေပြီးတော့မန်ယူကတော့ဒီကမ္ဘာသမားကိုပေါင်တန်း60အပေါင်းအတက်အွန်တောင်းဖြေကြီး20နဲ့ကန်နမ်လို့စီစဉ်နေပြီးဒီလောက်တောင်းဖြေကြီးနဲ့လည်းရနိုင်မယ်လို့လည်းမျှော်လင့်နေကြောင်းလည်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဂျမန်နီးယားရှင်ပြန်ကစားခဲ့တဲ့ဒီကနေဒါအသင်းနဲ့ဘော့ဖနီးယားအသင်းတို့ရဲ့ပွဲစဉ်မှာကနေဒါအသင်းကတေးကြခဲ့ပြီးတော့တေးတမှတ်ရရှိခဲ့တယ်ဒါအခုလိုတေးတမှတ်ရရှိခဲ့တာကကနေဒါအသင်းရဲ့တမိုင်းတစ်လျှောက်မှာပထမဦးဆုံးကမ္ဘာဖလားအမှတ်ရရှိခဲ့ခြင်းဖြစ်တယ်ကနေဒါအသင်းကကမ္ဘာဖလားတမိုင်းမှာသူ့ပေါင်း3ချိန်တောင်ဝင်ရောက်ရှင်ပြန်ခဲ့ပြီးတော့1986မှာတစ်ချိန်2022မှာတစ်ချိန်အခုအေရှန်ပီကျင်းပတဲ့2026မှာတစ်ချိန်ရှင်ပြန်ခဲ့ရတယ်ဒါပေမဲ့လည်းအရှေ့2ချိန်မှာအုပ်စု3ပွဲစလုံးကိုရှုံးနေပြီးတော့ဘာအမှတ်မှမရရှိခဲ့ပေမဲ့အခုအေရှန်ပီကျင်းပတဲ့ပွဲမှာတော့ပထမဦးဆုံးပွဲမှာတေးတမှတ်ရရှိခဲ့ပြီးတော့သူတို့အသင်းရဲ့တမိုင်းမှာနှစ်ပေါင်း40မှာပထမဦးဆုံးသောကမ္ဘာဖလားရမှတ်ကိုရရှိနိုင်ခဲ့ကြောင်းသိရတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့အမေရိကန်အသင်းရဲ့အသက်29နှစ်အရွယ်ရှိဖြစ်တဲ့အားထားရတဲ့တိုက်စစ်မှုကိုလီဖစ်ဟာပြီးခဲ့တဲ့ပါရာဂွေးအသင်းကို4ဂိုးတဂိုးနဲ့အနိုင်ရှိခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့ကြောင်းသိရတယ်ခင်ဗျာဒီကမ္ဘာသမားဟာပထမပိုင်းမှာအပိုင်ခွင့်တစ်ချိန်ရရှိခဲ့ပြီးလွှတ်ချော်ခဲ့ပေမဲ့လည်းပထမပိုင်းအပြီးမှာတင်းထန်တဲ့ကြော်သားဒဏ်ရာကြောင့်လူစားလဲခဲ့ရကြောင်းသူတို့အသင်းရဲ့နီးပြပိုချက်တီနိုကအတည်ပြုပြောကြားခဲ့တယ်ခင်ဗျာဒါကြောင့်အမေရိကန်အသင်းတော်ထိုးနှက်စရာဖြစ်ခဲ့ရတယ်ခင်ဗျာဒီနေ့အတွက်သတင်းတွေကဒီလောက်ပါပဲ